ဒီကနေ့မှာတော့အခြားကဘာကစပူမှုနဲ့ထူးဆန်းတဲ့အစွမ်းဆိုတဲ့ဇာတ်လမ်းလေးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးကဒီလိုဗျ။ဟီးရိုးအုပ်စုတစုကိုအခြားကဘာတစ်ခုကနေခေါ်ယူလာပြီးမင်းသမီးတဦးကကြိုးဆိုလိုက်ပါတယ်။သူတို့ရဲ့အင်အားတွေကိုစစ်ဆေးသတ်မှတ်လိုက်တဲ့အခါလူတိုင်းကတီးတန့်စွမ်းရည်တွေအသီးသီးရရှိကြပါတယ်။ဥပမာမြင့်မြတ်တဲ့ဓာတ်တော်နီးပညာနဲ့မော်အတက်မျိုးစုံအသုံးပြုနိုင်စွမ်းတွေပေါ့။အဲ့ဒီနောက်မှာတော့ကျွန်တော်တို့ရဲ့ဇလိုက်မင်းကန်ကိုမိတ်ဆက်ပေးပါတယ်။သူ့ကိုစစ်ဆေးတဲ့အချိန်မှာတော့online ကုံစုံဆိုင်ဆိုတဲ့ထူးဆန်းတဲ့အစွမ်းတစ်ခုရရှိသွားပါတယ်။မင်းကန်ကဒါကိုကြားပြီးအံ့ဩသွားပြီးသူ့အစွမ်းကဘာမှအသုံးမဝင်ဘူးလို့ထင်သွားတာပေါ့။သူ့မှာအခြားအစွမ်းတစ်ခုခုရှိအောင်မလားဆိုပြီးမေးပေမဲ့လေဒီတစ်ခုတည်းပဲရှိတယ်လို့ပြောခံရပါတယ်။သူအရင်စိတ်ပြတ်သွားပြီးဘာလို့အခြားသူတွေကကြတော့အစွမ်းထက်တဲ့အစွမ်းကြီးတွေရသွားကြတာလဲဆိုပြီးတော့တွေးနေမိတာပေါ့။ဒါပေမဲ့မင်းကြီးကိုတွေ့ရမယ်လို့ပြောပြီးဟီးရိုးတွေကိုမင်းကြီးရှေ့ကိုခေါ်သွားပါတယ်။မင်းကြီးကသူတို့နိုင်ငံကိုမိတ်ဆဘရင်ကတိုက်ခိုက်နေတယ်လို့ရှင်းပြပြီးကူညီပေးဖို့တောင်းဆိုပါတယ်။ဟီးရိုး၃ယောက်ကတော့ချက်ချင်းပဲလက်ခံလိုက်ကြပါတယ်။ဒါပေမဲ့မင်းကန်ကတော့သူ့ကိုယ်သူဟီးရိုးဖြစ်ဖို့မသင့်တော်ဘူးလို့ထင်ပြီးရိုးရှင်းတဲ့ဘဝနဲ့ပဲနေကျင်တယ်လို့ပြောပါတယ်။နောက်ဆုံးတော့သူ့ကိုလွှတ်ပေးလိုက်ပြီးရွှေနှင်းကား20လေးပေးလိုက်ပါတယ်။မျိုးရဲရောက်တော့သူ့အဝတ်အစားတွေကထူးဆန်းနေလို့လူတွေကအာယုံစိုက်လာကြတာနဲ့အဝတ်အစားတစ်တွေဝယ်ပြီးဒီကဘာအကြောင်းကိုလေ့လာခဲ့ပါတယ်။တဲခိုခန်းတစ်ခုမှတဲပြီးမင်းကြီးအပေါ်တန်တရားဖြစ်လာလို့ဒီနိုင်ငံကနေအမြန်ထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့အခြေအနေကိုကြည့်လိုက်တော့ပစ္စည်းတူလောင်မှုနဲ့စစ်ဆေးခြင်းအစွမ်းရှိတာကိုတွေ့လိုက်ရတယ်။ online ကုံစုံဆိုင်အစွမ်းကိုစမ်းသုံးကြည့်ပေမဲ့အစားပိုင်းမှာမအောင်မြင်ခဲ့ပါဘူး။နောက်ဆုံး screen ကိုနှိပ်ကြည့်လိုက်တော့မှ online ဈေးဆိုင်ပွင့်လာပြီးအစားအသောက်နဲ့ရေတွေကိုဝယ်နိုင်မှန်းသိလာပါတယ်။ငွေကို screen နဲ့ထည့်ပြီးမှာယူလိုက်တာနဲ့ပစ္စည်းတွေကချက်ချင်းရှိမှပေါ်လာပါတယ်။အဲဒါကြောင့်သူ့အစွမ်းကတကယ်အသုံးဝင်မှန်းသိသွားပြီးပျော်သွားခဲ့တာပေါ့။ရွှေတပြားကတန်ဖိုးတော်တော်ကြီးပြီးသူရထားတဲ့ရွှေ20ဆိုရင်မိသားစုတစု3လလောက်အေးအေးဆေးဆေးအသက်ရှင်နိုင်တယ်လို့သိလာရတယ်။နောက်နေ့မှာနိုင်ငံကထွက်ဖို့လမ်းကြောင်းချရင်ကုန်တယ်တယောက်နဲ့တွေ့ရတယ်။သူ့ရဲ့တိုးလောင်မှုအစွမ်းကလူတစ်ထောင်မှတယောက်သာရနိုင်တဲ့အစွမ်းဖြစ်ပြီးစစ်ဆေးခြင်းအစွမ်းကတော့ရှားကဘာကဟီးရိုးတွေမှာပဲရှိတတ်တာမျိုးဆိုတာကြားလိုက်ရလို့သူစိုးရင်လာပါတယ်။နောက်တော့ဒီနိုင်ငံကမကြခင်ပျက်စီးတော့မယ်ဆိုတဲ့သတင်းတွေကြားရပြီးနေဆက်တွေလည်းပိတ်တော့မယ်လို့သိလာရတယ်။လူတွေအပြင်မထွက်နိုင်အောင်ကာကွယ်ထားကြတာပါ။မင်းခံကအနေရရှိနိုင်တယ်လို့ထင်တာကြောင့်စွန်းစားသူများအတင်းကိုတွားပြီးလုံခြုံရေးအဆောင်ရှောက်ငှားခဲ့ပါတယ်။ဈေးကရွှေ8ပြားဖြစ်ပေမဲ့လည်းမဖြစ်မနေလက်ခံလိုက်ရတာပေါ့။ကိုဝင်းဆိုတဲ့စွန်းစားသူနဲ့သူ့အဖွဲ့ဝင်တွေဖြစ်တဲ့ကိုဆိုမယီကိုလကိုဖိုးတို့နဲ့အသဘောတူပြီးခရီးထွက်ခဲ့ကြပါတယ်။မင်းကန်ကသူတို့အတွက်အစားအသောက်တွေပြင်ဆင်ပေးပြီးသူ့ရဲ့တိုးလောင်မှုနဲ့ online ဆိုင်ကိုအသုံးပြုပြီးအရသာရှိတဲ့စားစရာတွေပြုလုပ်ပေးပါတယ်။အဖွဲ့သားတွေလည်းအရန်အံ့ဩသွားပြီးအရသာကလည်းနှက်တုတ်တာလိုပဲဆိုပြီးရှီးယူကြတာပေါ့။လန်ကီကြီးမှာမိစ္ဆာတွေကိုတွေ့ပြီးတိုက်ခိုက်ကြပါတယ်။မင်းကန်ကသူတို့ရဲ့အင်အားကိုအံ့ဩပြီးကြည့်နေမိတာပေါ့။နောက်တော့တောဝမ်းညီကြီးတစ်ကောင်နဲ့တိုက်ခိုက်ပြီးအနိုင်ရရှိခဲ့ပါတယ်။အမဲသားတွေကိုတွန်းလောင်းအိတ်ထက်ထည့်ထားပြီးနောက်နေ့ညမှာအသားဟင်းရီတစ်မျိုးရှက်ခဲ့ပါတယ်။အဖွဲ့သားတွေစားပြီးခွန်အားတွေတိတိတသာတက်လာတာကိုမင်းကန်ကစစ်ဆေးခြင်းအစွမ်းနဲ့တီးလိုက်ရလို့သူ့ဟင်းတွေကအစွမ်းတက်တီတွေတိုးစေတယ်ဆိုတာသတိထားမိသွားပါတယ်။ဒါကိုရှိုးဝတ်ထားဖို့ဆုံးဖြတ်လိုက်ပြီးမြင်တာရဲတကောင်ကသူတို့ကိုစောင့်ကြည့်နေပါတယ်။နောက်ပိုင်းမှာအဲ့ဒီတာရဲကဂန်နဝင်ပလေးတကောင်ဖြစ်နေပြီးသူ့အစားအသောက်ကိုစားကျင်တယ်လို့တောင်းဆိုပါတယ်။မင်းကန်ကရှက်ကြွေးလိုက်ရကနေအချင်းချင်းစားပြီးတဲ့နောက်မှာတော့ဝင်ပလေးကြီးကသူနဲ့အဖော်မွန်စာချိုးလုပ်ရှင်တယ်လို့ပြောလာပါတယ်။မင်းကန်ကမလိုချင်ပေမဲ့မငင်းနိုင်တာနဲ့လက်ခံလိုက်ပြီးဝင်ပလေးကြီးကိုအောင်နဲ့လို့နာမည်ပေးလိုက်ပါတယ်။အောင်နဲ့ကတနေ့ကို3ချိန်အစာစားရမယ်လို့ပြောပြီးမင်းကန်ကိုသူ့ကိုကျွေးမွေးပြုစုဖို့တာဝန်ပေးလိုက်ပါတော့တယ်။နောက်ပြီးသူတို့နေဆက်ကိုရောက်လာတော့အောင်နဲ့ကြောင့်စစ်သားတွေတန်တရားဖြစ်ကြပေမဲ့နောက်ဆုံးမှဝင်ခွင့်ပေးလိုက်ပါတယ်။မင်းကန်ကကုန်တဲ့အတင်းရောစွန်းစားသူများအတင်းရောနှစ်ခုစလုံးမှာစီးရင်သွင်းလိုက်ပြီးသူ့ရဲ့ online ဆိုင်ကိုတုံးပြီးငွေရှာနိုင်မယ်လို့တွေးထားပါတယ်။သူ့မှာပါလာတဲ့ဟင်းကပ်အမွှေးကြိုင်တွေကိုရောင်းလိုက်တော့အရင်တန်ဖိုးမြင်ရွှေ18ပြားအထိရခဲ့တယ်။စွန်းစားသူများအတင်းမှာလည်းတာဝန်တွေစလုပ်ပြီးစေပြဝင်အပင်ရှာဖွေခြင်းနဲ့စတင်ပါတယ်။စစ်ဆေးခြင်းအစွမ်းကြောင့်လွယ်တကူပဲပြီးမြောက်နိုင်ခဲ့တာပေါ့။အောင်နက်ကလည်းမိစ္ဆာတွေအများကြီးဖမ်းလာပြီးမင်းခန့်ရဲ့တူလောင်အိတ်ထဲထည့်ပေးထားခဲ့ပါတယ်။အဲ့ဒါတွေကိုအသားရောင်းသမားစီမံတွားရောင်းတဲ့အခါပစ္စည်းတွေကအရန်တန်ဖိုးမြင့်နေပြီးတော့နောက်ဆုံးမှာရွှေ202ပြားအထိရရှိသွားပါတယ်။မင်းခန့်လည်းအံ့ဩသွားပြီးငါအစွမ်းတွေနဲ့ဆိုရင်ငွေရှာရတာအရန်လွယ်တာပဲလို့သိလာပါတယ်။သူတို့ရောက်နေတဲ့မြို့မှာလူတွေစကားပြောနေကြတာကြောင့်မင်းခန့်ကဒီနေရာကနေမကြခင်ထွက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။အောင်နဲ့အတူခရီးဆက်ပြီးသူ့ရဲ့ online ဆိုင်ကပစ္စည်းတွေနဲ့အစားအသောက်မျိုးစုံရှက်စားကြတာပေါ့။ဒီနေ့မှာတော့မင်းခန့်ကအထူးအမဲသားရှက်ကြွေးလိုက်တော့အောင်နဲ့တယောက်အရင်နှစ်သက်သွားပြီးအစွမ်းတွေတောင်တိုးလာခဲ့ပါတယ်။အောင်နဲ့ကအားတက်လာပြီးမိစ္ဆာတွေကိုတွားလိုက်ဖမ်းကျင်တယ်လို့ပြောပါတယ်။မင်းခန့်ကတော့သူ့ကိုတယောက်တည်းထားခဲ့မှာကိုစိုးရင်နေခဲ့တာပေါ့။ဒါကြောင့်အောင်နဲ့ကသူ့ရဲ့အကာအကွယ်မောကိုမင်းခန့်ပေါ်မှာတင်ပေးခဲ့ပြီးငကားရဲ့မီးတောက်တောင်တားနိုင်လောက်အောင်ခိုင်ပါတယ်လို့ပြောပြီးမှပြေးထွက်သွားခဲ့ပါတယ်။မင်းခန့်ကတော့နောက်မှကြံနေခဲ့ပြီးအောင်နဲ့ရဲ့အကာအကွယ်ကိုယုံကြည်လို့အိပ်ရပြင်ပြီးအိတ်သွားခဲ့တာပေါ့။အောင်နဲ့ကတော့တောထဲမှာတကယ်ကိုတောင်းကျမ်းနေတော့တာပါပဲ။ကြောင်းငှက်တကောင်ကိုတစ်ချက်တည်းနဲ့ခုတ်လဲလိုက်တယ်။လျှက်စီးမော်သုံးပြီးများပြားတဲ့မိစ္ဆာကြီးတွေကိုလည်းဖျက်ဆီးဖြစ်တယ်။ခိုင်မဲရလို့ခေါ်တဲ့မိစ္ဆာတစ်မျိုးထွက်ပေါ်လာခဲ့ပေမဲ့အောင်နက်ကပြင်းထန်တဲ့လျှက်စစ်မော်နဲ့တက်ခိုက်ပြီးကြီးမားတဲ့ပောက်ကွဲမှုကြီးဖြစ်စေခဲ့ရပါတယ်။
မနဲ့ကြတော့မင်းခံကသူ့ပန်းဝင်ကျင်မှာမိစ္ဆာအလောင်းတွေတောင်ပုံလိုဖြစ်နေတာကိုတွေ့ပြီးအံ့ဩသွားခဲ့ရပါတယ်အောင်နက်ကတော့နည်းနည်းအလွန်ကျွံလုံးမိသွားတယ်လို့ဝန်ခံပေမဲ့မိစ္ဆာမကိုတစ်ချက်တည်းနဲ့ဖျက်ဆီးနိုင်တာကိုတော့ဂုံယူနေခဲ့တာပေါ့အမဲသားရဲ့အကျိုးသက်ရောက်မှုတွေကအရင်ပြင်းလို့မင်းခံကဟင်းစရင်ထဲကနေတောင်ဖယ်ရှားလိုက်ရပါတယ်။နေ့လယ်စာနားတဲ့အချိန်မှာမင်းခံကအောင်နက်ကိုမိစ္ဆာတွေကိုတိုက်တဲ့အခါမော်သုံးလားဆိုပြီးမေးပါတယ်။အောင်နက်ကသူကလေးမော်မှာကျွမ်းကျင်ပြီးလေနှဖျားမရဲ့ကောင်းကြီးပေးခြင်းကိုခံထားရတာလို့ပြောပြပါတယ်။မင်းခံကမော်ကိုပထမဆုံးမြင်ဘူးတာမို့လို့သူလည်းသုံးနိုင်မလားလို့စိတ်ဝင်စားလာပါတယ်။အောင်နက်ကမော်အင်အားရှိရင်သုံးနိုင်တယ်လို့ပြောလို့အစွမ်းတွေကိုစစ်ကြည့်တော့သူလည်းသုံးနိုင်မှန်းသိလိုက်ရတယ်။မီလုံးလုံးကိုစူးစမ်းပေမဲ့မအောင်မြင်လို့အချက်ရသွားသေးပါတယ်။ဒါပေမဲ့အောင်နက်ကမော်အင်အားလေပတ်ပုံကိုပြပေးပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာအားနေတဲ့မီလုံးလေးတစ်ခုထုတ်လုပ်နိုင်သွားပါတယ်။အောင်နက်ကလေ့ကျင့်ခန်းလုပ်ဖို့ဆိုရင်မိစ္ဆာတွေကိုတိုက်ရမယ်လို့ပြောပြီးမင်းခံကိုဆွဲခေါ်သွားခဲ့ပါတယ်။မိစ္ဆာပူတွေရှိတဲ့ရွာတစ်ရွာကိုရောက်သွားပြီးတရွာလုံးရှိနေတဲ့ကြောင့်မင်းခံကြောက်နေခဲ့တာပေါ့။အောင်နက်ကဟင်းရောက်လိုက်ပြီးမိစ္ဆာပူအားလုံးကိုဆွဲဆောင်လိုက်ပါတယ်။မင်းခံကိုတိုက်ခိုင်းပြီးသူကတော့မိစ္ဆာပူပြင်ကိုတွားရှာပါတယ်။မင်းခံကမီလုံးနဲ့ပြင်းရင်လဲကျသွားပြီးမိစ္ဆာပူတကောင်ခိုးဝင်လာပြီးမင်းလေအောင်နက်ရဲ့အကာအကွယ်ကြောင့်ကာကွယ်ထားနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာမီလုံးတစ်ခုကအားကောင်းလာပြီးမော်အင်ကကုံသွားလို့သူလဲကျသွားခဲ့ပါတယ်။အောင်နက်ပြန်လာပြီးမှအလုပ်ကိုဆုံးသက်လိုက်ပါတယ်။နိုးလာတဲ့အချိန်မှာမင်းကအဲ့ဒီအတွေ့အကြုံကြောင့်ကြောက်စိတ်ဝင်နေပါတယ်။ဒါပေမဲ့အဆင့်တက်သွားပြီးမိမော့အစွမ်းကိုရသွားပါတော့တယ်။အောင်နက်ကမိစ္ဆာပူဘင်းကိုယူလာပြီးမော်ကြောက်စာတွေကြောင့်ငွေအများကြီးရနိုင်တယ်လို့ပြောပါတယ်။နောက်ပိုင်းမှာသူတို့မျိုးတစ်မျိုးကိုဝင်လာကြပြီးမင်းကန်ကမြေပုံဝယ်ဖို့အရက်ဆိုင်ကိုသွားပါတယ်။ဆွမ်းသားသူတွေနဲ့စကားပြောပြီးမြေပုံတစ်ခုကိုရွှေတပြားနဲ့ဝယ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါကအသင်းမှာငွေတပြားနဲ့ဝယ်လို့ရတဲ့မြေပုံပဲဖြစ်နေလို့လင်ခံလိုက်ရမှန်းသိလိုက်ရတာပေါ့။သူတို့နောက်ထပ်ခီးဆက်ပြီးအောင်နက်ကငါးစားခြင်းလို့ရေကန်တစ်ခုမှရက်နေပါတယ်။လျှက်စီးနဲ့ငါးတွေကိုမျက်နှာပြင်ပေါ်တက်လာအောင်လှုပ်လိုက်ပြီးမင်းကန်ကစူးစောင်းပါတယ်။အစိမ်းငါးတစ်မျိုးကိုတွေ့ပေမဲ့ရှက်မစားပဲပြန်ပစ်လိုက်ပါတော့တယ်။နောက်ဆုံးမှာငါးဟင်းအမျိုးမျိုးချက်စားကြပြီးအရသာကောင်းလို့နှစ်ယောက်လုံးအံ့ဩသွားကြရပါတော့တယ်။အဲ့ဒီအချိန်မှာအချီအချွဲတက်တော်ဝါလေးတစ်ကောင်ကိုတွေ့ပြီးမင်းကန်ကချစ်တယ်လို့ဖြစ်သွားခဲ့ရပါတယ်။အစာပေးလိုက်တော့သူ့ရဲ့အဖော်မွန်ဖြစ်သွားပြီးလုံးလုံးလို့နမီပေးလိုက်ပါတယ်။နောက်ပိုင်းမှာလေးနှဖျားမကမင်းခံကိုကောင်းကြီးပေးမယ်လို့အောင်နက်ကပြောလာပါတယ်။ဒါပေမဲ့အပတ်တိုင်းအချိုပွဲတွေပူဇော်ရမယ်ဆိုတဲ့စီကံနဲ့မင်းခံလက်ခံလိုက်ရပါတယ်။ကောင်းကြီးကြောင့်ယောဂဗျာတွေမဖြစ်တော့ပဲမော်လဲပို့ပြီးတိုးတက်လာခဲ့ပါတယ်။မင်းခံအောင်နက်လုံးလုံးတို့၃ယောက်မြေအောင်နန်းတော်တစ်ခုတည်းဝင်ပြီးလေ့ကျင့်ကြပါတယ်။မိစ္ဆာမျိုးစုံကိုတိုက်ခိုက်ပြီးမင်းခံရဲ့မြေမော်တိုးတက်လာပါတယ်။နောက်ဆုံးမိစ္ဆာပြင်းကိုတိုက်တဲ့အခါမှာတော့လုံးလုံးကပဲအဆုံးသတ်ပေးလိုက်ပါတယ်။နန်းတော်နယ်ကထွက်လာပြီးနောက်မှာတော့လုံးလုံးကစကားပြောနိုင်လာပြီးမင်းခံကိုသခင်လို့ခေါ်ပြီးအောင်နက်ကိုတော့ဦးလေးလို့ခေါ်ပါတယ်။အောင်နက်ကမကြိုက်ပေမဲ့နောက်ဆုံးတော့လက်ခံလိုက်ရတာပေါ့ခရီးဆက်ရင်ခေါင်းနှလုံးခွေးမိစ္ဆာနေမြေကိုဖျက်တမ်းရပြီးအောင်နက်ကအားလုံးကိုကြောက်အောင်လုပ်နိုင်ပါတယ်။တကောင်ကတက်ခက်လာတော့လေတစ်ချက်တည်းနဲ့ဖျက်ဆီးလိုက်ပါတယ်။ညနေစကန်ရှာပြီးမင်းခံကအစားအသောက်ပြင်ဆင်ရင်ခရီးလန်းကရှည်နေသေးတာကြောင့်စိတ်ပူနေပါတယ်။နောက်ထပ်၃ပတ်လောက်သွားကြရအောင်မယ်ဆိုတာသိပြီးသူ့မှာရှိတဲ့မွေးနှမ်းကြီးကိုစက်သားလိုမျိုးရှက်စားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူဟာလိုအပ်တဲ့ပစ္စည်းတွေကိုမှာယူပြီးအသားကိုအယိုးကနေခွာထုတ်လိုက်ပါတယ်။အသားကကြက်ရင်ပုံသားလိုပဲအစီနဲနေတာကိုတွေ့ရလို့အတုံးလေးတွေခိုးလိုက်ပြီးတကြားနဲ့ဂျပန်အရက်ထဲမှာနှက်ထားလိုက်ပါတယ်။ပြီးတော့သူ့ရဲ့အထူးပစ္စည်းတွေနဲ့ငရုတ်စီအနှစ်တစ်မျိုးပြုလုပ်ပြီးအားလုံးကိုကြော်ကဟင်းတစ်ခွက်ဖန်တီးလိုက်ပါတယ်။မင်းခန့်ကစမ်းစာဖို့စိတ်မချဘူးဖြစ်နေပေမဲ့ကြက်သားလိုပဲစိတ်ထဲမှာမှတ်ပြီးစားကြည့်လိုက်ပါတယ်။စားလိုက်တဲ့အခါမှာတော့အရန်ကိုအရသာရှိနေတာပေါ့။အဲ့ဒီနောက်မှာတော့အောင်နက်ကလည်းစားကျင်တယ်လို့တောင်းဆိုပြီးလက်ထက်ကဟင်းကိုတောင်လွတ်ယူလိုက်ပါတယ်။အောင်နက်ကလည်းအရန်ရသာရှိတယ်လို့ထင်ပြီးထပ်ပေးဖို့ချက်ချင်းတောင်းဆိုပါတော့တယ်။သူတို့တစ်တော်တဲ့လမ်းလျှောက်နေချိန်မှာအောင်နက်ကရုတ်တရက်ရက်လိုက်ပြီးလင်းလက်နေတဲ့မှုတွေကိုတွေးလိုက်ပါတယ်။အဲ့ဒီမှုတွေကခနာကိုယ်ကိုကုသနိုင်တဲ့စွမ်းအားရှိတယ်လို့ပြောပါတယ်။အဲ့ဒီလိုမှုမျိုးကပုံမှန်အပြင်တော်တော်ရှားတာကြောင့်မင်းခန့်ကအများကြီးစူးစောင်းမှုဆုံးဖြတ်လိုက်ပါတယ်။လုံးလုံးကမှုတွေကိုစားနေချိန်မှာမင်းခန့်ကဆက်ပြီးရိတ်သိမ်းနေတာပေါ့။မင်းခန့်ကအများကြီးရလိုက်ပြီးလုံးလုံးကလည်းရုတ်တရက်ကြီးလင်းလက်လာပါတယ်။မင်းခန့်ကအဆင်ပြေရဲ့လားဆိုပြီးစိုးရင်တကြီးမေးလိုက်တဲ့အချိန်မှာလင်းနာရက်သွားပါတယ်။မင်းခန့်ကတေချာအောင်စစ်သေးချင်းအစွမ်းကိုတုံးလိုက်တော့လုံးလုံးမှာကုသစေဖန်တီးနိုင်တဲ့အစွမ်းသေးရရှိသွားတာကိုတွေ့လိုက်ရပါတယ်။အောင်နက်ကဒီအစွမ်းဟာမိုးတွေကိုစားလိုက်လို့ဖြစ်တာလို့ပြောပြပြီးတခါကတန်ပစ္စည်းတွေပဲစားပြီးတန်လို့ပြောင်းသွားတဲ့အကြည့်အရွှဲတက်တော်တစ်ကောင်ကိုတော့မြင်မှုတွေလို့မှတ်မိနေပါတယ်။မင်းခန့်ကအရန်ဝမ်းသာသွားပြီးလုံးလုံးကိုရှိကျူးတာပေါ့ပြီးတော့အစွမ်းအသစ်ကိုစမ်းကြည့်ဖို့ပြောပါတယ်။လုံးလုံးကစမ်းကြည့်ပြီးနောက်ဆုံးမှာတော့သူ့လက်ထဲကနေကုသစေတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။မင်းခန့်ကချက်ချင်းပလင်းတစ်လုံးယူပြီးထဲသိမ်းလိုက်ပါတော့တယ်။ပြီးတော့အဲ့ဒီဆေးကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့အရေးအသွေးအရန်မြင့်တဲ့ဆေးဖြစ်နေတာကိုသိလာရပါတယ်။မင်းခန့်ကဒါဟာဘာကိုဆိုလိုတာလဲလို့စဉ်းစားနေချိန်မှာပဲလုံးလုံးကအဆင့်၃မျိုးရှိတဲ့ဆေးတွေကိုဖန်တီးနိုင်မှသိလာရပါတယ်။ဒီဆေးတွေကကုသနိုင်တဲ့ပမာဏမတူကြပါဘူး။အောင်နက်ကသူ့ဘဝတက်တန်းတစ်လျှောက်မှာကုသဆေးဖန်တီးနိုင်တဲ့တတ္တဝါမျိုးတစ်ခါမှမတွေ့ဘူးလို့ပြောပြီးလုံးလုံးကတကယ်ကိုထူးခြားတဲ့တတ္တဝါတစ်ကောင်ဖြစ်တယ်လို့ရှင်းကျူလိုက်ပါတယ်။လုံးလုံးကလည်းပြောပြီးမင်းခန့်အပေါ်ကိုခုန်တက်နေတာပေါ့။သူဟာမျိုးတဲ့ကိုပြန်လာပြီးနောက်အသင်းတာဝန်ခံကိုတန်းနဲ့အသားရောင်သမားကလိမ့်မွေကြီးကိုမြင်ပြီးအံ့အားသင့်သွားကြပါတယ်။မင်းခန့်ကတော့ဆေးလို့ချပြီးပြဿနာများရှိမလားလို့စိုးရိမ်နေတာပေါ့။အသားရောင်သမားကအပြည့်အဝကြံရှိနေတဲ့ဒီလိမ့်မွေမျိုးဆိုတာအလွန်ရှားပါပြီးနောက်ဆုံးမြင်တွေ့ခဲ့တာတော့နှစ်ပေါင်း400လောက်ရှိပြီလို့ပြောပါတယ်။ကိုတက်ကတော့ဒီလိမ့်မွေဟာ
မစ်တရဲအတ္တုတွင်အတစ်တစ်ခုရှိနေရဲဆိုတဲ့အမှတ်သားပဲလို့ရှင်းပြပါတယ်မစ်တရဲဆိုတာအလွန်ရှားပါတဲ့တတ္တုဖြစ်ပြီးကမ္ဘာတစ်ဝန်းမှာတတ္တုတွင်3ခုပဲရှိတယ်လို့ပြောလိုက်တော့မင်းခန့်တော်လေးအံ့ဩသွားခဲ့ရတာပေါ့ကိုသားကဒီလိမ့်ငွေကိုပြင်စီလက်ဆောင်အဖြစ်ပေးရမယ်လို့ပြောပြီးမင်းခန့်ကိုစူးကြေးအနေနဲ့ရွှေတင်းက9000ခန့်ရနိုင်တယ်လို့ပြောပါတယ်အတိုင်းဟောင်းသမားကတော့မနာလို့ဖြစ်နေပြီးမင်းခန့်ကတော့ကြောက်ရွံ့နေပါတယ်ထို့နောက်ကိုတက်ကနွားကိစ္စကိုမေးရမင်းခန့်ကအဲ့ဒါကိုလည်းပြီးစီးပြီးသားလို့ထုတ်ပြလိုက်တော့သူတို့ထပ်ပြီးအံ့ဩသွားကြပြန်ပါတယ်မင်းခန့်ထွက်သွားချိန်မှာသူ့ရဲ့တာယာအေဂျင့်နဲ့ဘွားလေးပျက်စီးသွားမလားဆိုပြီးစိုးရိမ်နေပါတယ်အောင်နက်ကတော့စိုးရိမ်မနေပါနဲ့လို့ပြောပြီးအသားဟင်းပဲစားကျင်နေတာပေါ့မင်းခန့်ကအသားကင်ရှက်ပြုတ်ပြီးအနေတော်အထိကြော်ပေးလိုက်ပါတယ်အရသာကကောင်းလွန်းတာကြောင့်အောင်နက်ကအလွန်နှစ်သက်ပြီးထက်တောင်းနေတာပေါ့အစားစားပြီးတဲ့နောက်သူတို့အပြေးကဖိုက်ပြေးသွားပြီအောင်နက်ကအခုလိုရရရှိတဲ့ဟင်းကိုစားပြီးတဲ့နောက်မှာတော့မူရင်းအသားတွေကိုပြန်စားဖို့ဆိုတာမလွယ်တော့ဘူးလို့ပြောပါတယ်ထို့နောက်မင်းကန်ကနဖျားမကိုပူဇော်ဖို့တတိယလာပြီးပူဇော်စရာတွေကိုပြင်ဆင်ခဲ့ပါတယ်နဖျားမကလိုချင်တာတွေပြောပြီးပေးဖို့ခိုင်းပါတယ်အဲ့ဒီအချိန်မှာအခြားနဖျားမတွေရဲ့အတန်တွေကိုလည်းထပ်ကြားလိုက်ရပြီးသူတို့လည်းပူဇော်စရာတွေလိုချင်တယ်လို့ပြောကြတာပေါ့နဖျားမတွေကမင်းကန်ကိုကောင်းကြီးပေးမယ်လို့ပြောကြပြီးမင်းနဖျားမနဲ့မင်းနဖျားမကသူ့အတွက်ပူကိုင်းကြီးတယ်လို့ပြောကြပါတယ်နောက်ဆုံးမှာတော့နဖျားမတွေအားလုံးကကောင်းကြီးပေးကြလို့မင်းကန်မှာကောင်းကြီးတွေအများကြီးရရှိသွားပါတော့တယ်နောက်တစ်နေ့မှာမင်းကန်ကသူ့ရဲ့မော်ပညာကိုစမ်းသပ်ကြည့်တော့အားတိုးလာတာကိုတွေ့ရပါတယ်လုံလုံလဲရေမော်ကိုအသုံးပြုနိုင်လာပြီးတစ်ပင်တွေကတော့လွယ်လွယ်ကူကူဖြစ်နိုင်သွားပါတယ်အောင်နက်ကတော့လုံလုံနဲ့တိုက်ခိုက်ချင်တယ်လို့မင်းကန်ကဝိုင်းတားထားရပါတယ်နောက်ပိုင်းမှာမင်းကန်ကသူ့ကဘာကဆက်ပြခေါင်းလျှော်ရည်တွေကိုရောင်းဖို့စဉ်းစားပြီးဥကျော်ဆိုတဲ့ကုန်တွေကိုပြသပါတယ်ဥကျော်နဲ့သူ့ဇနီးတို့ကအလွန်နှစ်သက်သွားပြီးသူ့ဆိုင်မှာရောင်းချပေးဖို့တောင်းဆိုကြပါတယ်မင်းကန်လည်းသဘောတူပြီးကုန်ပစ္စည်းတွေကိုစတင်ရောင်းချခဲ့ပါတယ်ထို့နောက်မင်းကန်ကမစ်တရဲတက်တူတွင်ကိုရှာတွေ့တဲ့အတွက်စူချေရွှေတင်းက9800ရရှိခဲ့ပါတယ်။ထိုအချိန်မှာနဂါးပြန်အုပ်စုကတိုက်ခိုက်လာလို့မင်းခန့်နဲ့အောင်နက်ကတိုက်ခိုက်ပြီးအနိုင်ယူလိုက်ပါတယ်။လုံးလုံးကလည်းတိုက်ခိုက်မှုမှာအထူးကျွမ်းကျင်လာတာကိုတွေ့ရပါတယ်။အပြီးမှာတော့မင်းခန့်ကရေရှိုးအိမ်တစ်လုံးဝယ်ယူလိုက်ပြီးအပြင်မှာတော့ကိုပိုင်ရေရှိုးခန်းတိစောင်းနိုင်သွားပါတယ်။သူတို့ကနဂါးပြန်အသားနဲ့ဟင်းအမျိုးမျိုးရှက်စားကြပြီးအရသာကောင်းမွန်လွန်းတာကိုခံစားကြရပါတယ်။နောက်ဆုံးမှာတော့အောင်နက်ကနဂါးကြီးတစ်ကောင်ကိုတော့ဖမ်းလာခဲ့လို့မင်းခန့်အံ့ဩမင်သက်သွားပါတယ်။ဒီနဂါးကြီးကိုဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားပြီးနောက်ဆုံးမှာတော့အရှားမျိုးတစ်မျိုးကိုတွားပြီးရောင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ထို့နောက်သူတို့၃ယောက်ဟာနောက်ထပ်စွန်းစားကန်ခီးအသစ်တစ်ခုကိုဖြေဖြောပပကြီးစတင်ထွက်ခွာသွားကြပါတော့တယ်။တင်ဆက်မှုကိုတော့ဒီမှာနေမဲ့အဆုံးသတ်ခွင့်ပြုပါခင်ဗျာ။ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လုပ်သွားပေးခဲ့ကြပါဦး။ကျွန်တော်ကတော့ JB ဖြစ်ပါတယ်။အပိုင်းအသင်းနဲ့အတူပြန်တွေ့ကြတာပေါ့။